သူ friendly ရတော့မော်စင်မော့စ်ကအပြည့်ပဲနောက်ဆိုရင်ဒီကောင်ကအဲ့လိုခြုံမုတ်ပုံစံလေးလက်ခင်းအရိုင်းပုံစံလေးပါဗျာတော့တယ်ပြန်တစ်ခုလုံးတော့အပြည့်အုပ်လိုက်ပါအများရိုင်းပုံစံလေးအဲ့လိုဆိုရင်တော့ပိုပြီးမိုက်ခုတော့မှလည်းကောင်လေးစပြီးလုံနေဒီအားလေးကကျတော့ဒါကျွန်တော်ရဲ့ဒီတယ်ပြန်လေးပေါ့နော်ဒီကောင်လေးဒါဆက်စိတ်တယ်ဒီကောင်တစ်လဝင်းကျင်လောက်တော့ရှိရမယ်ထင်တယ်အဲ့ဖီတိုနီးယားပင်လေးတွေဆိုရင်အဲ့လိုတက်တစ်ကလေးတော့ထွက်နေရွှဲတစ်ကလေးပေါ့အဲ့နောက်ကအဲ့လို fan လေးဆိုရင်အကောင်လေးကလည်းပင်လေးတွေကပွားနေဒီ moss လေးကကျွန်တော်ချက်ပြနေရလားမသိဘူးmoss လေးဆိုရင်ဒီနောက်ဘက်ကပူတိတာရနောက်ဘက်ကိုကျွန်တော်ပြမှပြဒီနားမှာဆိုရင်အဲ့လို moss လေးဆိုဒီမှာတိတာမယ်နော်စိမ့်လေးရကောင်လေးကနည်းနည်းစိမ့်မပုတ်လေးသွားတယ်ကောင်တစ်ကလေးတွေကလို့စိမ့်အနုလေးတွေဒီသူကဒါဘယ်ကောင်လဲကျွန်တော်ဒီ yes နှစ်မှာပေါ့နော်ဒီကောင်ကဒါတော့ဒီအမိုင်ရိုးမှာပေါ့နော်ဒီပတ်ဝန်းကျင်သူ့အတွက်ဒါအဆင်ပြေဆိုရတာလက္ခဏာရောနော်ဒါကျွန်တော်ထူးခြားခြားကြီးဒါဘာမှတိတ်တော့လုပ်ပေးရမလို့တော့တန်းလေးပဲဟိုတိတ်အန်းကြီးလုပ်ပေးရမလို့တော့ပြအဆင်ပြေတယ်ဖီတိုနီးယားပင်လေးဆိုရင်ဒီမှာရွှေတစ်ကလေးတော့ထွက်နေနားလေးဆိုရင်ဒီမှာမော်စလေးတိတာတယ်နားလေးကမော်စလေးတွေဆိုရင်ဒီမှာစိမ့်နေတိတာနောက်ဘက်က fan လေးလည်းချက်ပြအဲ့ fan လေးဆိုရင်ဒီမှာဆိုပိုတိတာရလို့တူလေးကျွန်တော်လက်ညှိုးလေးနဲ့ပြမယ်ဒီကောင်လေးတွေနဲ့အခွိုက်ကောင်လေးတွေနဲ့အဲ့လိုသူက fan ရလို့မျိုးအဲ့လို high humidity ခေါ်မလားအဲ့လိုမျိုးသူက moisture မြင့်လာပေါ့ဗျာအဲ့လိုမျိုးဆိုတိုင်းကမြင့်တဲ့အမိုင်လုံးမှဆိုတာပိုပြီးသဘောကျတယ် close stereo တော့အဆင်ပြေဗျာအဲ့လိုဒီလိုခေါ်လို့ကျွန်တော်တို့ဒီအဲ့လို rainforest တွေကပင်နေထဲမှာဆိုရင်တော့ပိုပြီးတော့အဆင်ပြေတယ်အဲ့လို moisture ကြိုက်တဲ့ပင်ဆိုပိုအဆင်ပြေဖီတိုနီးယားဆိုနေတယ်ဗျာလုံးဝလမ်းလေးပဲပင်လေးကတစ်ကလေးအောင်ထွက်မိုက်တယ်ဒါနောက်ဆိုရင်တော့ပူပြီးလာမယ်ခုကတော့တိတ်ထူးခြားခြားကြီးကျွန်တော်တို့အမှလုပ်ပေးတယ် leaf တွေလည်းမိုက်တယ်တော့ perfect ပဲကြိုက်ဆုံးတော့ဒီ fan တစ်ကလေးဟောချောပါပါလားအကောင်လေးရတကယ်ကျွန်တော်ချစ်ဖို့ကောင်းတယ်ကျွန်တော်မော့စ်သူ fan လေးရတော့မော့စ်ကအပြည့်ပဲနောက်ဆိုရင်ဒီကောင်ကအဲ့လိုခြုံမုတ်ပုံစံလေးလက်ခင်းအရိုင်းပုံစံလေးပါဗျာဒီကောင်လေးလုံးဝအဲ့လိုဒီ 100% အဲ့ပေါ့နော်လုံးဝတို့ဒီတယ်ပြန်တစ်ခုလုံးတော့အပြည့်အုပ်လိုက်ပါအများရိုင်းပုံစံလေးအဲ့လိုဆိုရင်တော့ပိုပြီးမိုက်အောင်ခုတော့မှလည်းကောင်လေးစပြီးလုံနေအဲ့လိုစပြီးတို့ဒါနည်းလေးကပ်ပတ်ပုံစံပေါ့နော်အဲ့လိုမျိုးထုံးလေးရှောက်နေတယ်မိုက်တယ်